ဒီနေ့အစီအစဉ်ကတော့ Scotland ရောက်ရှမ်းကရူးတယောက်ကနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်း style မြောက်ပိုင်း style ကချင်ပြည်နယ်ရှမ်းခောက်ဆွဲချက်နီး style ၃မျိုးပေါင်းကိုတခါတည်းရောသမပြီးချက်ပြမယ်ရှမ်းခောက်ဆွဲ special ပဲဖြစ်ပါတယ်ရာသီဥတုဆိုးရတဲ့နေ့တွေမှာဒီရှမ်းကရူးကြီးကတော့အဲ့လိုစားစရာတောက်စရာအစုံပလုံဝယ်ပြီးအိမ်မှာအောင်းနေရတာကိုအရန်သဘောကျပါတယ်ပထမဦးဆုံးရှမ်းခောက်ဆွဲ6ကိုရေအရင်စိန်ထားလိုက်တယ်ပြီးရင်ရှမ်းခောက်ဆွဲအနစ်ချက်ဖို့အတွက်ဝက်သားလေးတွေကိုရေစေးအတုံးသေးသေးလေးတွေတုံးပြီးအရသာလေးတွေထည့်ပြီးနှက်ထားမယ်ကျမကတော့ရှမ်းခောက်ဆွဲဆိုရင်ဝက်သားနဲ့ပဲပို့ကြိုက်ပါတယ်ဝက်သားလေးတွေတုံးပြီးပြီဆိုရင်ကတော့အရသာအတွက်စားရယ်အရသာမုံရယ်ပဲငံပြာရည်ရယ်ရှာကောပါကောမုံရယ်ထည့်ပြီးတော့မှနေလိုက်ပါမယ်အဲ့လိုနှက်ထားတဲ့အချိန်မှာတော့အရသာတွေဝင်အောင်မိနစ်20လောက်ကတော့အနည်းဆုံးနှက်ထားသင့်ပါတယ်အဲ့လိုဝက်သားလေးတွေနှက်ထားတဲ့အချိန်မှာတော့ဟင်းရည်အတွက်ဝက်နံရိုးစွပ်ပြုတ်ချက်ဖို့အတွက်တခါတည်းပြင်ဆင်ခဲ့ပါတယ်ဝက်နံရိုးကိုလည်းရေသေးချဆေးပြီးတော့မှအမြောင်မြောင်လေးတွေပိုင်းထားလိုက်ပါတယ်ဝက်နံရိုးကိုလည်းခုနကအတိုင်းစားအရသာမုံပဲငံပြာရည်ရှာကောပါကောမုံလေးတွေထည့်ပြီးတော့မှခဏနေပြီးနှက်ထားလိုက်ပါတယ်ဝက်နံရိုးစွပ်ပြုတ်ထဲကိုဂျင်းရဲ့ကြက်သွန်ဖြူရွယ်ပဲထည့်ပါမယ်ညီနှံ့နေပျောက်ပြီးအနှံ့လေးမွေးနေအောင်များများလေးတောက်တောက်ဆင်းပြီးထည့်လိုက်ပါမယ်ဝက်သားအနည်းချက်တဲ့အချိန်မှာတော့ကျွန်မစီတက်ပြီးမချက်ပါဘူးဒီရှမ်းကရူးကြီးကအစားကောင်းကောင်းကြိုက်ပေမဲ့ကြက်သွန်ဖြူကြက်သွန်နီပြင်ဆင်ရမယ့် process တွေကိုရှော့ကျင်တာတကြောင်စီတက်တဲ့အခါညော်နှံ့နေသပင်တွေအင်းကြီးတွေမှာကြံတာကိုမကြိုက်တာတကြောင်ပြင်းတာတကြောင်ကြောင်စီတက်တဲ့အခါမှာကြက်သွန်တွေကိုကြော်ပြီးသားဝယ်ထားတဲ့ ready made တွေပဲထည့်ပြီးချက်ဖြစ်နေတာကြာပြီပေါ့နော် soup ကြတော့အနံ့လေးမွေးအောင် fresh ကြက်သွန်ဖြူဂျင်းလေးထည့်ပြီးတခါတည်းပြုတ်လိုက်တယ်အရသာလေးပိုးပြီးလေးနဲ့သွားအောင်ကြက်သားမုံတုံးပါ soup ထဲကိုထည့်ပြီးပြုတ်လိုက်တယ်ဟင်းအိုးလေးတည်ထားတဲ့အချိန်မှာပဲအနစ်ဆက်ချက်ပါမယ်ကဲကျမရဲ့အနစ်ချက်မဲ့ပစ္စည်းတွေကိုရွေးထုတ်လိုက်ပါတယ်အနစ်ချက်ရင်ကြက်သွန်ဖြူနဲ့ကြက်သွန်နီကိုထောင်းပြီးကြော်ရမှာပဲဆိုတော့ကြက်သွန်ဖြူကြက်သွန်နီကိုတခါတည်းကြော်ပြီးသားဝယ်ထားလိုက်တယ်ကဲဒါကတော့ကျမကိုယ်တိုင်တီထွင်ထားတဲ့ဟင်းချက်နီးပေါ့နော်ပထမဦးဆုံးစနွေးမုံထည့်မယ်နနမိတ်စေးမုံထည့်မယ်ဂျင်းမုံထည့်မယ်ကြက်သွန်နီကြော်ထားတာထည့်မယ်ကြက်သွန်အဖြူကြော်ထားတာထည့်မယ်အယောင်နေမုံကဖင်ကပ်ပဲကြံတယ်ရှိတာပဲထည့်လိုက်တယ်ဆိုတော့အယောင်လာအောင်ပဲငံပြာရည်အနောက်ထည့်လိုက်တယ်ဒီနေရာမှာတောင်ကြီးစတိုင်ပဲပုတ်ပြားထည့်မယ်အမှန်ကတော့ဒီနေရာမှာပဲပုတ်ပြားကိုကင်ထောင်းပြီးတော့မှပဲပုံမုံထည့်ရမှာပေါ့နော်ကဲဒါကတော့ထုံးစံကိုကြော်ပြီးကျမရဲ့နီးတစ်ပဲပုတ်ပြားတွေကိုဒီလိုပီးစီလေးတွေညက်ပြီးတော့မှထည့်လိုက်တယ်သူကရေနဲ့ချက်ပြီးဣသွားရင်လည်းကြည်သွားမှာပဲဆိုပြီးတော့မှခရမ်းကျင်ဒီထဲတာကတော့လာရှိုရှမ်းမြောက်စတိုင်ပေါ့ကချင်ပြည်နယ်ဟင်းအနစ်ကတော့ရိုးရိုးဝက်သားဟင်းအနစ်ပေါ့နော်ပဲပုတ်လည်းမထည့်ဘူးခရမ်းကျင်ဒီလည်းမထည့်တဲ့ရိုးရိုးဝက်သားဟင်းအနစ်ဒီနေရာမှာတော့ကိုညံကောင်းသွားခဲ့ပြီကိုရီးယားငရုတ်ဒီအနစ်လေးထည့်ချက်လိုက်တာအယောင်လေးကိုလှသွားပဲအဲ့လိုပေါဝင်ပစ္စည်းတွေကိုတခါတည်းထည့်ပြီးလုံးချက်လေးချက်ခဏကြာရင်စီပြန်လာပြီးဆိုရင်တေချာလေးမွေပေးပြီးရေလေးထည့်အဖုံးလေးပိတ်ပြီးရေခမ်းတဲ့အထိချက်လိုက်တာပေါ့နော်အဲ့လိုအနစ်တွေဟင်းရည်တွေချက်နေစဉ်အတွင်းမှာအချိန်ရှိခိုက်လုံးလားစိုက်တခြားထည့်ရမယ့်ပါဝင်ပစ္စည်းတွေအတွက်ပြင်ဆင်ပါမယ်တောင်ကြီးစတိုင်မြေပဲမုံထည့်စားမှာဆိုတော့မြေပဲမုံတွေကြိတ်ထားလိုက်တယ်ရှမ်းခောက်ဆွဲစားပြီးရင်အီပြေဖို့အတွက်အသီးနှံလေးတွေပါတခါတည်းအစင်းသင်းပြင်ထားလိုက်တယ်ထည့်စားမဲ့နနံပင်ကြက်သွန်ဖြူစီချက်ငရုတ်သီးကြော်တွေအတွက်တခါတည်းဆက်လက်ပြင်ဆင်ဖြစ်ခဲ့ပါတယ်ကြက်သွန်ဖြူစီချက်ကတော့ ready made ထက်ကိုစနွေးမုံလေးနဲ့ကြော်တဲ့မြန်မာကြက်သွန်ဖြူစီချက်ကိုကျွန်မပို့ပြီးကြိုက်ပါတယ်တခါလို့ရင်တလားစာလောက်စားလို့ရအောင်များများလေးကြော်ထားလိုက်တယ်နောက်မနေ့စာခောက်ဆွဲတုပ်တို့အရွက်တုပ်တို့စားရင်လည်းတခါတည်းထည့်လို့ရတာပေါ့အခုလိုကြီးတော့အရွယ်ဖြစ်လာပြီးနောက်ပိုင်းမှာအဲ့လိုဖန်ပလင်းလေးဘူးတွေဆိုရင်မပြစ်ဘူးရေဆေးပြီးတိန်းတာငငယ်တုန်းကအဖွားတွေကြွကြွအိတ်တွေပလင်းတွေတိန်းပြီးဆိုရင်ဘာလောက်တာလဲဆိုပြီးဟားတာလေးအခုတော့ဝတ်လဲပြီးငရုတ်သီးဆက်ကြော်မယ်ငရုတ်သီးကတော့အရန်မစားနိုင်တဲ့အတွက်နည်းနည်းလေးပဲကြော်လိုက်တယ်ကဲဒါဆိုရင်ကတော့ပါဝင်ပစ္စည်းတွေကတော့အဆင်သင့်ဖြစ်နေပြီပေါ့နော်စွပ်ပြုတ်လေးကလည်းကောင်းမှကောင်းနူးဤနေရပဲအနစ်လေးကလည်းမွေးပြီးအရသာကိုရှိနေရောကဲပြီးရင်ဆန်ခောက်ဆွဲကိုပြုတ်ထားလိုက်တယ်ကဲရှမ်းခောက်ဆွဲနဲ့အရန်လိုက်ဖက်တဲ့ကျမအရန်ကြိုက်တဲ့ရွှေပဲရွက်ကိုလည်းပြုတ်ထားလိုက်တယ်ဒီရောက်ပြီးနောက်ပိုင်းမှာဘယ်လောက်ထိပြင်းသွားလဲဆိုရင်အရွက်ကိုတောင်ရေဆေးပြီးသားပဲဝယ်တော့တာဝက်ခောက်ကြော်လေးလည်းအဆင်သင့်ပြင်ထားလိုက်မယ်ခောက်ဆွဲစပြင်တဲ့အချိန်မှာတော့ကျမတို့ကချင်ပြည်နယ်စတိုင်နန့်ကြံမရှိတဲ့အတွက်ကြောင့်မို့လို့ပဲပုတ်စီကိုပဲခြေပြီးတော့မှထည့်လိုက်ပါတယ်အနံ့အရသာအရန်ကောင်းမွန်နေတော့ဝက်သားနစ်လေးထည့်လိုက်ပါတယ်တောင်ကြီးစတိုင်မြေပဲမုံထည့်လိုက်တယ်ဝက်နံရိုးစွပ်ပြုတ်ကိုလည်းဟင်းရည်ပကံလေးတွေကိုတခါတည်းထည့်ထားလိုက်ပါမယ်ဒါပြီးရင်ကတော့ခုနကပြင်ဆင်ထားတဲ့အစာပလာတွေအားလုံးကိုစိတ်ကြိုက်ထည့်ပြီးနေစားလို့ရပါပြီပထမဦးဆုံးရှမ်းတုပ်စားပါမယ်ပြီးရင်ရှမ်းအရည်တပွဲထပ်စားမှာပဲဖြစ်ပါတယ်ရှမ်းခောက်ဆွဲကိုဒေတာလိုက်ကိုချက်နီးနဲ့ကိုချက်နေကြပြီမဲ့ဒါကတော့ကျမရဲ့စိတ်ကြိုက်ပေါ့နော်ဒီဒေတာဘောင်းဆောင်ကရှမ်းခောက်ဆွဲချက်နီးတဲ့အကုန်လုံးကိုပေါင်းပြီးတခါတည်းချက်ထားတဲ့ရှမ်းခောက်ဆွဲ special ပဲဖြစ်ပါတယ်
ဒါကတော့ကျမရဲ့မနက်စာနဲ့နေ့လည်စာကိုပေါင်းစားလိုက်တာပေါ့နော်ဒီနေ့အတွက်ကတော့အရန်ကိုကျေနပ်သွားပါပြီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့မိတ်ဆွေပေါင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်